အပိုင်း3မှာတော့မီဆာလုံနေတဲ့ကဖေးဆိုင်မှာညီမလေးပုံစံလုပ်ပြီးဧည့်သည်တွေကိုကြိုဆိုရမယ်ဆိုပြီးမန်နေဂျာကပြောပေမဲ့မီဆာကမလုံနိုင်တော့ဘူးပြောနေလို့အစမ်းလုပ်ကြည့်ခိုင်းပါတယ်ဒါပေမဲ့မီဆာလုပ်တာတွေကတလွဲတွေဖြစ်နေလို့ဟိုနိုဆိုတဲ့ကောင်မလေးကအလုပ်ကိုမကြိုးစားချင်လို့လားဆိုပြီးပြောလိုက်ပါတယ်အဲ့နောက်မီဆာပြန်တဲ့အချိန်မန်နေဂျာကအဆင်မပြေလဲရပါတယ်ပြောရင်နောက်နေ့လုပ်မိစွမ်းအရှင်မလေးနေ့အတွက်မီဆာကိုအယောင်ရွေးခိုင်းနေတော့ယူဆူအီရောက်လာလို့မန်နေဂျာကမီဆာနဲ့လိုက်မဲ့အယောင်ကိုရွေးခိုင်းလိုက်ပါတယ်အဲ့ကြောင့်ယူဆူအီကအကြည်အောင်လို့ပြောလိုက်လို့နာဘူးဆိုပြီးမီဆာကပြောလိုက်ပါတယ်နောက်မနေ့ကျောင်းမှာတော့ငါကြောင်3កောင်လဲမီဆာအတွက်အင်ဂျီအယောင်စဉ်းစားနေကြတော့ယူဆူအီရောက်လာပြီးမေးကြည့်လိုက်တော့လူရွေးများတဲ့အနီးရောင်ခရမ်းရောင်အမဲရောင်တို့ပဲဖြေကြပါတယ်အဲ့နောက်မီဆာကကျောင်းကကောင်တွေညီမအကြောင်းတွေပြောတာကြားလို့ညီမတွေဘလို့ချဲကလည်းမေးတာကြောက်စရာကောင်းနေလို့ပြေးသွားကြပါတယ်အဲ့နောက်မီဆာအခန်းထဲရှိတဲ့အချိန်ယူဆူအီကရောက်လာပြီးအယောင်မရွေးရသေးဘူးပြောလို့မီဆာကအကြည်အောင်ကလာအဲ့ရင်ဘာရောင်ဖြစ်ရတယ်လို့ပြောလိုက်ပါတယ်နောက်ပြီးမီဆာကညီမလေးပုံစံဘလို့လုပ်ရမလဲမသိဘူးပြောနေလို့ယူဆူအီကအခုပုံစံအတိုင်းပဲကောင်းပါတယ်ပြောလို့မီဆာနည်းနည်းရှက်သွားပါတယ်အဲ့နောက်ညီမလေးပုံစံလုပ်ရမယ့်နေ့ကိုရောက်လာပြီးအဲ့နေ့မှာယူဆူအီကရောက်လာလို့ကြိုဆိုလိုက်ပေမဲ့ကြောက်စရာတွေလို့ပြောကမီဆာကရေချပေးတဲ့အခါမှာလဲဖူဂျီတောင်ကရေပဲတောက်တာပြောနေလို့မီဆာတင်းသွားတော့ယူဆူအီကမင်းမကြိုက်ရင်ပြန်တော့မယ်လို့ပြောလိုက်ပါတယ်အဲ့အချိန်မီဆာကကိုကြီးနောက်ရက်ပြန်လာခဲ့ပါပြောလိုက်လို့အကုန်လုံးအံ့ဩသွားကြပါတယ်အဲ့နောက်အလုပ်ပြန်တဲ့အချိန်ယူဆူအီကနင့်ကိုကဘာပေါ်မှာအကောင်းဆုံးညီမလို့ထင်တာလို့ပြောလိုက်လို့မီဆာရှက်သွားပါတယ်နောက်ရက်မှာတော့ယူဆူအီကိုကောင်းမလေးတယောက်ကလာဖွင့်ပြောနေတဲ့အချိန်ဘေးနာကအခန်းကမီဆာကចောင်းသားတယောက်ကိုကူရင်လက်မှာဒဏ်ရာရသွားတာကိုမြင်လိုက်လို့ဖွင့်ပြောတဲ့တယောက်ကိုငါကအိမ်ဖော်ဝစ်စုံတဲ့ကောင်းမလေးကိုကြိုက်တာလို့ပြောလိုက်ပါတယ်အဲ့နောက်မီဆာကိုចောင်းစီးပေးခန်းထဲကိုခေါ်ပါဆေးလိမ့်ပေးနေတော့မီဆာကဘလို့တိတာလဲမေးလို့ယူဆူအီကနင်ချိန်တဲ့နေရာတိုင်းမှာငါရှိနေတယ်ဖူးစာလို့ထင်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့နောက်ယူဆူအီကလူတိုင်းကိုကူညီနေတယ်တော့ပြောလို့မီဆာကဒီတိုင်းကြည့်မနေနိုင်ဘူးပြောလိုက်ပါတယ်အဲ့ကြောင့်ယူဆူအီလူတိုင်းကိုဒဏ်ရာရရင်တောင်ကူညီမှလာမေးတော့မီဆာကဟုတ်တယ်ယူဆူအီဆိုရင်တောင်ကူညီမှလို့ပြောလို့အံ့ဩသွားပါတယ်အဲ့နောက်မန်နေဂျာကလက်ကဒဏ်ရာကိုမေးတော့ကျောင်းမှာဖြစ်ခဲ့တာပြောနေရင်ယူဆူအီရောက်လာလို့မီဆာထွက်သွားပါတယ်အဲ့နောက်မန်နေဂျာကယူဆူအီကိုစိတ်မပူဖို့သူကူညီလိုက်မယ်ဖြစ်ကြောင်းပြောလိုက်ပါတယ်အဲ့နောက်ယူဆူအီကမီဆာမသိအောင်ကူညီဖို့ပြောရင်နောက်နေ့မီဆာဝေးရမည့်အယောင်ကိုအဖြူရောင်ပြောလိုက်ကမီဆာကအဝတ်စုံနဲ့ကျန်းနေပြီးအပိုင်း3လဲပြီးသွားပါတော့တဲ့ကြည့်ရှုပေးတဲ့သူတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်